စပါးအသင်းကိုတည်ကစားပြီးစံချိန်တစ်ခုကိုဆက်လက်ထိန်းသွားခဲ့တဲ့ United နီးပြအမ်မိုရင် ယမန်နေ့ညကရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်7မှာတော့စပါးအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရှင်ပြိုင်ခဲ့ကြပြီးတစ်ဖက်နှကိုးစီနဲ့တည်ကြခဲ့ပါတယ်။ဒီပွဲမှာတော့ဧည့်သည်ယူနိုက်တက်တို့ကပွဲကိုစိုးမိုးဖို့ကြိုးစားခဲ့ကြပေမယ့်စပါးတို့ကလည်းမမထန်ထန်ပဲတုံ့ပြန်လာခဲ့ပါတယ်။ဒီပွဲမှာတော့နီးပြအမ်မိုရင်က3-4-2-1ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီးအထောင်တိုက်စစ်မှာကိုညာကိုအသုံးပြုခဲ့ပါတယ်။ပွဲကစားချိန်စာမှာတော့ယူနိုက်တက်တို့ကပွဲကိုလွှမ်းမိုးဖို့ကြိုးစားခဲ့တယ်လို့တစ်ဖက်ကအေရှယ်စပါးတင်ကလည်းယူနိုက်တက်ဆိုရင်ငိန်နိုင်လို့ဖြစ်နေတဲ့တင်မျိုးပါယူနိုက်တက်နဲ့ထိပ်တိုင်တွေ့ဆုံခဲ့တဲ့နောက်ဆုံးတွေ့ဆုံမှု9ပွဲမှာယူနိုက်တက်ကတပွဲမှအနိုင်မရထားခဲ့ပါဘူးစပါးတင်ကပဲ9ပွဲနိုင်ထားပြီး2ပွဲတည်ရကြထားတယ်လို့ယူနိုက်တက်ဖန်တွေမချေနှက်ဆုံးပွဲဆိုရင်တော့ယူရိုပါလိဖိုင်နယ်မှာယူနိုက်တက်ကိုအနိုင်ယူပြထားပြီးတည်ရင်းနီတို့ဥရောပဝင်ခွင့်မရအောင်လှုပ်သွားခဲ့တာပဲဖြစ်ပါတယ်ပွဲကစားချိန်32မိနစ်မှာတော့အမရဲ့ဖန်တီးပေးပို့မှုကနေတစိမ့်နေရာယူမှန်နေတဲ့အန်ပြူမိုကကောင်းတိုက်ကိုသွင်းသွားပြီးအဖွင့်ကိုစတင်ရရှိလာခဲ့ပါတယ်။ယူနိုက်တက်တို့လည်းအနိုင်ရလက်ကိုထိန်းကစားနိုင်ဖို့ကြိုးစားခဲ့တယ်လို့အပြန်အလှန်တိုက်စစ်ဆင်မှုတွေရှိခဲ့ပေမယ့်စပါတင်ရဲ့တံပြန်တိုက်စစ်ဆင်မှုကိုယူနိုက်တက်တို့ခက်ခက်ခဲခဲထိန်းချုပ်နေရပြီးဂိုးသမားလက်စွမ်းပြနေလို့တော့စောစောစီစီချေပါကိုပြန်မပေးခင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့ပွဲကစားချိန်84မိနစ်မှာတော့စပါတင်ဟာဦးတိုဂီပေးပို့လိုက်တဲ့ဘောလုံးကိုမိတိုင်းတက်ကယူနိုက်တက်နောက်ခံလူတွေကိုလှည့်ထွက်ကန်သွင်းသွားခဲ့ရင်ခြေပါကိုပြန်လည်ရရှိလာခဲ့ပြီးပွဲကလည်းအတော်လေးနိုင်သွားခဲ့ပါတယ်။ခဏကြောင်အချိန်ပို10မိနစ်မှာပဲအိုတိုပတ်တင်ဂိုးပေါက်ကန်သွဲချက်ဟာဂိုးရှိနေရာယူထားတဲ့ရစ်ချာလီဆန်ကိုထိမှန်သွားပြီးလမ်းကြောင်းပြောင်းရင်ဂိုးဝင်သွားပါတော့တယ်။ယူနိုက်တက်တို့လည်းအနိုင်ရနေရာကရှုံးပွဲကြုံရတော့မယ့်အခြေအနေဖြစ်လာခဲ့ပြီးအားလုံးကတော့ပွဲပြီးပြီလို့ပဲထင်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့ပွဲပြီးကနေအချိန်ပို6မိနစ်အကြာမှာတော့ဘရူနိုဖာနန်ဒက်စ်ရဲ့တောင်းခံမော်ဖြတ်တင်ပေးပို့မှုကနေဒီလက်ကကောင်းတိုက်ရင်ခြေပါကူးပြန်လေသွင်းယူသွားခဲ့ပြီးတင်းနီတို့လည်းနောက်ဆုံးရတဲ့အခွင့်အရေးကိုအမိရအသုံးချရင်ရှုံးပွဲကြုံရမယ့်အခြေအနေကနေလွတ်မြောက်ခဲ့ရပါတယ်။ဒီလိုနဲ့တဖက်နှကိုးစီတည်ကြသွားခဲ့ပြီးနီးပြကြီးအမ်မိုရင်ကလည်းငေါပွဲဆက်ရှုံးပွဲမရှိအောင်စံချိန်ဆက်လက်ထိန်းသိမ်းသွားခဲ့တယ်လို့စပါတင်နဲ့တွေ့ဆုံနိုင်ထိပ်ပုတ်ခေါင်းပုတ်အလုပ်ခံနေရတဲ့နိုင်ပွဲမရှိသေးတဲ့စံချိန်ကိုလည်းဆက်လက်ထိန်းသိမ်းသွားခဲ့ပါတယ်။ဒီပွဲကလည်းအတော်လေးခြေကောင်းခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့သလိုအမ်ပြူမိုကတော့သူ့ရဲ့တန်ဖိုးကိုအတန်တိတ်ဆက်လက်ပြသနေတယ်လို့ဆိုရမှာပါ။အာမတ်ကလည်းဒီပွဲမှာတော်လေးစူးစမ်းပေးခဲ့တယ်လို့လက်စမန်ရဲ့လက်စွမ်းပြကာကွယ်မှုတွေကလည်းယူနိုက်တက်တို့အတွက်ဒီဟာဒီမှာစိတ်ပူစရာတစ်ခုလျှော့ပါစေခဲ့ရပါတယ်။ပွဲပြီးမီဒီယာတွေကဒဏ်ရာရသွားတဲ့တိုက်စစ်မှုဆက်စကိုရဲ့စိတ်တက်ပိုင်းဆိုင်ရာကြာဆင်းနေမှုကြောင့်မေးမြန်းတဲ့အခါမှာတော့နီးပြရူဘင်အမ်မိုရင်ကယုံကြည်မှုကိစ္စထံဒဏ်ရာချင်းတွေကပို့ပြီးအရေးကြီးကြောင်းအလေးနဲ့ထားပြောကြားခဲ့ပါတယ်။အမ်မိုရင်ကမဟုတ်ဘူးအခုချိန်မှာအဲ့ဒါကအကြီးမားဆုံးစိုးရိမ်စရာလို့ကျွန်တော်မထင်ပါဘူး။ဒါကဖြစ်တတ်တဲ့ကိစ္စမျိုးပါ။ဥပမာသူရှေ့ပွဲမှာဂိုးမသွင်းနိုင်မိန်နောက်ပွဲနှစ်ပွဲကျမှဂိုးနှစ်ကိုပြန်သွင်းနိုင်ခဲ့တာမျိုးပါပဲ။အထူးသဖြင့်တိုက်စစ်မှုတွေအတွက်ဒါမျိုးဖြစ်တတ်ပါတယ်။ကျွန်တော်ပို့ပြီးစိုးရိမ်စီတာကသူ့ရဲ့ဒဏ်ရာပါ။ဒါကဒုဒဏ်ရာဖြစ်နေတဲ့အတွက်ဘလောက်ထိပြင်းထန်နေဆိုတာကိုကျွန်တော်တို့မသိနိုင်သေးပါဘူး။ကျွန်တော်တို့ရဲ့တင်းနေနဲ့ပိုကောင်းတဲ့အသင်းဖြစ်ဖို့ဘင်ဂျမင်လေးကိုလိုအပ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးရသတင်းချက်လက်တွေအရတိုက်စစ်မှုဆက်စကိုဟာဒူကောင်ပုံးပဲ့တန်ရာရရှိထားပြီးလာမယ့်ရက်နိုင်ငံအတွင်းမှာဆက်လက်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ယူနိုက်တက်ဟာရမှတ်18မှတ်နဲ့အမှတ်ပေးစရာအဆင့်8နေရာမှာရပ်တည်နေပြီးနောက်မယ့်ပွဲစဉ်မှာတော့အဲဗာရန်တို့ကိုအင်ကွင်အိုထရက်ဖုန်မှာအိတ်ခံသွားရမှာပဲဖြစ်ပါတယ်။ဒီတော့ပြည်သက်တို့ရောလာမယ့်ပွဲတွေမှာယူနိုက်တက်တို့အကောင်းဆုံးပြန်လာနိုင်မယ်လို့ထင်ပါသလား။သင်တို့ရဲ့ထင်မြင်ချက်တွေကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။